ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်အချက်ခံမဲ့သူတွေအတွက်ကြည့်ပါအောင်အများကြီးပဲပေါ့နော်မင်လေး6ကလပ်ကိုအလုံး4000လောက်တိုက်ထားတာပေါ့နော်အခုတည်းကနေပြီးတော့လေအလုံးရေကတော်တော်ညော့နေပြီပေါ့ချစ်သူများနေအတွက်တီးတန့်အလုံး4000တိုက်ထားတာပါဒီလိုအလုံးပေါ့နော်အလုံးအလွတ်တွေ4000တိုက်ထားတာအခုဆိုရင်အခုနောက်ပိုင်း6ကလပ်ပန်းစည်းတွေကအခုတည်းကဗီဒီအကျိုးဆိုပြီးတော့မှာကြတာပေါ့နော်မစီမှာမှာလို့ရှိရင်အလုံး90အလုံး100အလုံး200အဲ့လိုမျိုးမှာကြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း25သိန်းတန်မန်နီပေါက်အဲ့ဒါကြတော့ရှမ်း United အသင်းကကစားသမားလေးအတွက်ပေါ့နော်အမျိုးသမီးတင်းကကစားသမားလေးအတွက်25သိန်းတန်မန်နီပေါက်နဲ့ချောကလက်အလုံး100ရဲ့ပြီးတော့တန်ကိုချောကလက်ပေါ့နော်သူကဗီဒီအကျိုးချောကလက်တွေကြီးပဲအများကြီးငွေသားကလည်း25သိန်းပေါ့ဘယ်သူရမလဲဆိုတော့ခန့်မှန်းပြီးတော့ comment လေးမှာရေးကြည့်ပါအောင်နော်ပြီးတော့ဒီနေ့ပို့ရမှာကြတော့နေဂျာပန်းအစ်စ်3ပေးထားတာဖြစ်ပါတယ်ပြီးတော့ဒီမှာချောကလက်နဲ့နေဂျာနဲ့ရောပေးထားတဲ့ပုံစံလေးတွေလည်းရတယ်ပေါ့နော်မိစီမှာပုံစံဒီဇိုင်းအစုံအကုန်ရတယ်ပေါ့လိုချင်တဲ့ဒီဇိုင်းကိုလာပြလို့ရပါတယ်ရှင်ချောကလက်နဲ့ပန်းနဲ့ဒီဇိုင်းနဲ့ရောတဲ့ပုံစံလေးလည်းရတယ်ဒါဆိုရင်ဒီမှာ Valentine Day စာရွက်ကလေးနဲ့မတို့စီးပေးထားတာဖြစ်ပါတယ်ရှင်မကိုနေ့တိုင်းလိုအားပေးကြတဲ့ကျေးဇူးများတင်ပါတယ်ဒီနေ့မှလည်းအများကြီးပဲပေါ့နော်တော့ပို့ရမှာဖြစ်ပါတယ်ဗီဒီယိုတက်ကလည်း order တွေကြိုတင်မှကိုယ်တိုင်ဗီဒီယိုစားပေးရမှာဖြစ်ပါတယ်အဲ့တော့ဆိုင်လေးစာလေးကတော့လှိုင်မြို့နယ်ပါရမီစင်ငယ်နဲ့နီးပါတယ်ရှင်ကျေးဇူးများတင်ပါတယ်တော့ပို့လိုက်ပါအောင်မယ်ရှင်